TikTok ကနေပြီးတော့ commission ရဖို့အတွက်ဘာတင်တမ်းမှတက်စရာမလိုကျွန်တော်ပြောပြမယ်လွယ်လေးကို့မှာဖုန်းနှလုံးရှိရမလား TikTok ကောက်တစ်ကောက်ဖွင့်လိုက်နော်ဖွင့်ပြီးသားဆိုရင်ဖွင့်စရာမလိုဘူး follower 1000ပြည့်လို့ရှိရင်ဈေးချင်းအောင် commission နော် commission ရမယ်ဈေးချင်းအောင်ဖွင့်လို့ရပြီဖွင့်မတက်ပြောကျွန်တော်အလဲကား free ဖွင့်ပေးမယ်နော်ကဲကိုက1000လည်းပြည့်ပြီ commission ဒီချင်းအောင်လည်းရှိပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ညကင်အလုံနာတဲ့အချိန်မှာနေကင်မဲ့အလုပ်လုပ်ပြီးညကင်အိမ်ပြန်လာတဲ့အချိန်မှာ live လွှင့်ရမယ်နော်ဘယ်လို live လွှင့်ရမလဲဆိုတော့ကျွန်တော်တို့အပြင်ကနေပြီးတော့ကျွန်တော်တို့ဥမာကိုဘာရောင်းမလဲငါ6ရောင်းမလားဒူးရင်ဒီရောင်းမလားအထက်ရောင်းမလားနော်ငါ6ဆိုလို့ရှိရင်ငါ6အများကြီးဝယ်ကြမလို့1ကီလို2ကီလိုလောက်2မျိုးလောက်ဝယ်ထားပြီးလို့ရှိရင်လေအရှိမဘန်းနဲ့ကင်မရာရှိမှလေကျွန်တော်ဖုံးထောင်လို့ရှိရင်ဘန်းတစ်ပန်းစီပဲချလို့ရှိရင်ငါ6မသိအများကြီးလိုမျိုးပဲချလိုက်ဖုံးထောင်လိုက်ဖုံးထောင်ပြီးလို့ရှိရင်အဲ့ဒီငါ6ကိုကျွန်တော်တို့ဈေးချင်းအောင်ချပြီးတော့နော်သူများစီရစီရောအဲ့ဒီကိုလွှင့်ပေးမဲ့အကောက်စီအကောက်တွေကနေပြီးတော့နော်ဒီကျွန်တော်တို့အဲ့ဒီငါ6ကိုဝယ်ထားတဲ့ငါ6နဲ့တူတဲ့ငါ6ကိုပေါ့နော်ကျွန်တော်ဈေးချင်းအောင်လေးကိုကျွန်တော်အရင်ဆုံးထည့်ထားရမယ်ထည့်ထားပြီးလို့ရှိရင်ကျွန်တော် live လွှင့်နော် live လွှင့်နော်အရှိမငါ6ပြပြီးတော့ပြီးလို့ရှိရင်အဲ့ဒီချင်းအောင်လေးကိုပင်ထောက်လာလိုက်နော်အဲ့ဒီငါ6ကိုရောင်းတဲ့ငါ6လေးကိုပင်ထောက်လာလိုက်နော်ဒါဆိုဝယ်တဲ့လူတွေအရန်များလာလို့ရှိရင်နော်ကျွန်တော်တို့ commission ကတဖြည်းဖြည်းနဲ့များလာပြီနော်တရက်ကို1000လဲဟုတ်တယ်2000လဲဟုတ်တယ်3000လဲဟုတ်တယ်တကယ်ပြောတာတော့ဘာတင်တမ်းမတက်တယ်လို့လွယ်လေးနော်လိုက်မလေ့လာလို့လူတွေကလေလေ့တိတ်မလေ့လာလို့ဆိုတာ free တွေတင်ထားတဲ့လူတွေအများကြီးပဲရှိတယ်ဘာတင်တမ်းမတက်စရာမလိုမဖွင့်တဲ့ရင်ကျွန်တော် free ဖွင့်ပေးမယ်နော်အချို့ဆိုလို့ရှိရင်အလုပ်တော့အပြင်လို့အလုပ်တော့လုပ်စရာမလိုတနေ့ကုန်လိုက်ထိုင်လွှင့်နေတာဒီလားကိုယ့်ရဲ့လောက်အားကတ်တက်ကိုကြော်သေးတယ်အဲ့ဒါ9နိုင်လို့ပဲလိုက်လွှင့်နော်9နိုင်3တချို့ဆိုရင်2နိုင်3နိုင်တော့လိုက်လွှင့်နေရုံနဲ့လုံးဝ1500ခိုင်သွားပြီဒီလားနော်အဲ့လိုလှုပ်ရှားတဲ့လူတွေထိုင်းမှာအများကြီးပဲရှိတယ်ဖွင့်မတက်ရင်ပြောကျွန်တော်ဖွင့်ပေးမယ်နော်ဒါကျွန်တော်စေတနာဖြစ်ကျွန်တော်လည်းပြောပြပေးရတယ်